ကဲဒီခါအာကြီးပွဲအကြောင်းပြောမယ်1940ခုနှစ် AB လ10ရက်နေ့မှာကန်ခဲ့ကြတဲ့ပွဲဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းကအာကြီးပွဲပေါ်အာဆင်နယ်အသင်းနဲ့တော်တင်ဟန်ဟော့စပါအသင်းတို့ရဲ့မြောက်လန်ဒန်ဒါဘီပွဲတစ်ပွဲဆိုလဲဟုတ်ပါတယ်စပါအသင်းရဲ့ white ဟက်လိန်ကွင်းမှာကန်ရတာပါဘာလို့လဲဆိုတော့အာဆင်နယ်ရဲ့အိမ်ကွင်းဟိုက်ဘူရီကွင်းကဒုတိယကမ္ဘာစစ်ဖြစ်နေခြင်းဖြစ်လို့လေကြောင်းနဲ့ဆိုင်တဲ့နေရာဖြစ်အသုံးပြုထားတာဆိုတော့အိမ်ကွင်းပွဲတွေကိုစပါးရဲ့ကွင်း white hat လိမ့်မှာလာကန်ရတာပါဘယ်ဖလားပွဲဆက်လဲဆိုတော့ World Cup မဟုတ်တဲ့ World Cup ပါကမ္ဘာဖလားမဟုတ်တဲ့စစ်ပွဲဖလားပေါ့လေအာကြီးပွဲနဲ့အတူ Man City နဲ့ Princeton ပွဲလည်းတရက်ထဲကန်ခဲ့ပါသေးတယ်ဒုတိယကမ္ဘာစစ်ပေးကာလမှာကန်ကြတဲ့ပွဲတွေမလို့လီဝါကတ်လို့ခေါ်တာပေါ့အဲ့ဒီဖလားရဲ့ရောင်းပိုးပွဲစုတွေကန်ခဲ့ရတာဖြစ်ပါတယ်ဒီလိုကာလမှာပုံမှန်လိပွဲတွေရနာထားတာကြောင့်အစားထိုးအနေနဲ့ဖြောပြရေးအနေရောဒီလီဝါကတ်ဆိုတဲ့စစ်ပွဲလားကိုကျင်းပခဲ့ကြတာပါဒီလိုဗဟုသုတတွေတမိုင်းကြောင်းတွေစိတ်ဝင်စားတယ်ဆိုရင် like နဲ့ follow လဲလုပ်ပြီးအားပေးခဲ့ပါအောင်နောက်ဗီဒီယိုမှာတွေ့ကြမယ်နော် see you အေးဆေးပါဗျာ bye hi